ဒီလူကကလေးကဘာတန်စိတ်ခွဲကိုတုံးနေတဲ့တန်မီဖို့ကရှေ့ဟောက်ပဲစီမံချက်ချင်းတီးလိုက်တယ်ကလေးကိုမီးဖို့ကိုယူလိုက်ရင်တခြားလုံးနှလုံးပေးမယ်လို့ပြောလိုက်တယ်ကလေးကပြပြရွှင်ရွှင်နဲ့မီးဖို့ကိုပေးလိုက်တယ်တေချာစစ်ဆေးပြီးတဲ့အခါမှာရှေ့ဟောက်ပီစီကအနည်းဆုံးဒေါ်လာ2တန်းလောက်တန်ဖို့ရှိမှန်တီးလိုက်ရတယ်စေလုရှာမှုကိုထိန်းချုပ်ရင်ကလေးကိုသူမိသားစုကိုခေါင်ခိုက်လိုက်တယ်ဒါပေမဲ့ကလေးအိမ်ထဲဝင်သွားပြီးမကြခင်မှာပဲသူ့အဖေကဒုတ်ချောင်းကင်ပြီးပြေးထွက်လာတယ်သူကမီးဖို့ကိုတခြားလောက်ထလုံးနဲ့လဲချင်းတယ်လို့ထင်သွားတာကျွန်တော်ကချက်ချင်းပဲကျွန်တော်ဇနီးကအိမ်မှာအမွေတိုက်မီးရှို့ဖို့မီးဖို့လုံနေတာကြောင့်မြင်းပြီးဝဲချင်းသားလို့ရှင်းပြလိုက်တယ်ချက်ချင်းပဲဒေါ်လာပေးမယ်လို့ကန့်လာလိုက်တယ်ကလေးအဖေကချက်ချင်းသဘောမတူပဲအနည်းဆုံး$3ပေးရမယ်လို့ပြောတယ်ကျွန်တော်ကဈေးကြီးတယ်လို့ဟန်ဆောင်ပြီးထပ်သွားဖို့ပြင်လိုက်တယ်မှန်ပါတယ်ကလေးအဖေကအလင်းမြန်ကျွန်တော်ကိုတားပြီးဈေးကိုနောက်$ရှော့ပေးလိုက်တယ်ကျွန်တော်ကတော့အတွင်းထဲမှာတိတ်တက်စိတ်ရဲနေပြီးမဲ့တွေးပြီးဟန်ဆောင်ပြီးနောက်ဆုံးမှမဖြစ်မနေသဘောတူလိုက်တယ်မိဖို့ကိုယူပြီးထွက်လာတဲ့အခါသူကသူ့ဘာသာသူကောင်းကောင်းရောင်းရတယ်လို့တွေးနေတာကိုကြားနေရသေးတယ်တမ်းမိဖို့ကိုရှီဟောက်ပီစီဆိုင်ကိုယူသွားပြီးချက်ချင်းပဲ$3တန်းနဲ့ရောင်းလိုက်တယ်နောက်တနေ့မှာအိမ်နီးချင်းစီသွားလေရင်သူရောင်းဖို့စီစဉ်ထားတဲ့အမိုက်ပုံထဲမှာရှီဟောက်ပီစီတွေပါနေတာကိုသတိထားမိတယ်ချက်ချင်းပဲအိမ်မှာပန်းအိုးနှလုံးလောက်လိုအပ်တယ်လို့လိမ်ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်ရဲ့လောဘကြီးတဲ့အိမ်နီးချင်းကတီးထန်းရောင်းချဖို့မလိုလားဘူးအမိုက်ပုံတစ်ခုလုံးကိုဝယ်ရတော့တယ်တခြားရှီဟောက်ပီစီတွေရှိသေးလားဆိုတာစစ်ဆေးချင်လာကြောင်းပီစီတွေကိုတီးခြားကြည့်ရှုဟန်ဆောင်လိုက်ပြီးမဲ့ပန်းကံပြအမြောက်ကြီးကိုကြည့်ပြီးနောက်မှာတန်ဖိုးရှိတဲ့တခြားပီစီတွေကိုမတွေ့ရဘူးအတွင်းထဲမှာတပြင်းချလိုက်တယ်နောက်ဆုံးမှာအမိုက်ပုံတစ်ခုလုံးကို$40နဲ့ဝယ်လိုက်တယ်ကျွန်တော်ယင်းနီးချင်းကသူအမြင်ရတယ်လို့ထင်နေတယ်ရှေးဟောင်းပစ္စည်းပန်းအိုးနှလုံးကိုရပြီးတဲ့နောက်မှာစူဆောက်သူအချို့ကိုချက်ချင်းဆက်သွယ်လိုက်တယ်သူတို့ကိုဖုံအုပ်ထားတဲ့အနီရောင်အဝတ်စားကိုမောက်လိုက်တဲ့အခါမှာအားလုံးအံ့အားသွားကြတယ်ဒီရှေးဟောင်းပစ္စည်းတစ်ခုရဲ့ဈေးကွက်ထံဖို့က$9တန်းလောက်အထိမြင့်မားတယ်ဒါပေမဲ့စူဆောက်သူတယောက်ကကဘာပေါ်မှာတစ်ခုပဲကြံရင်ပိုးတန်ဖို့ရှိလိမ့်မယ်လို့ပြောလိုက်တယ်ရုတ်တရက်ကျွန်တော်စိတ်ထဲအကြံတစ်ခုပေါ်လာတယ်ပန်းအိုးတစ်လုံးကိုကောက်ယူပြီးနေရာမှာတင်ပဲခွဲပြလိုက်တယ်အားလုံးကအတုံးလောက်သွားပြီးစကားမပြောနိုင်ကြဘူးကျွန်တော်ကအခုကဘာပေါ်မှာတစ်လုံးပဲကြံတော်တယ်လို့ပြောလိုက်တယ်ကြံတဲ့ပန်းအိုးရဲ့တန်ဖိုးကချက်ချင်းနဲ့စားတက်သွားတယ်စူဆောင်းသူတွေကဈေးနှုန်းတွေနဲ့ရှင်းပြလာကြပြီးမဲ့လေလန်းပစ်တာကရှေးဟောင်းပစ္စည်းကိုပလက်စီးသွားနိုင်တယ်လို့စိုးရိမ်မိတယ်ဒါကြောင့်ဈေးနှုန်းတွေကိုစာရွက်ပေါ်မှာခြေရေးခိုင်းလိုက်တယ်ဈေးအမြင့်ဆုံးပြုတ်သူကအနိုင်ရမယ်နောက်ဆုံးမှာပန်းအိုးကို$1,000 နဲ့ရောင်းချခဲ့ရတယ်